တင်ငယ်ချင်းတို့ရေသူတို့သားအိမ်ကနေထွက်ပါပြီနော်ဟိုရွာထိတ်ထိလိုက်ပို့ပေးပါမယ်တင်ငယ်ချင်းတို့လည်းအတူတူလိုက်ပို့ပေးလိုက်ပေါ့နော်သူတို့သားပြန်လာလို့ရှိရင်သူတို့သမီးလေးပါလာမယ်နော်အဲ့ကြရင်သူတို့သမီးလေးကချောလားလို့ဖြူတို့လည်းကြည့်ကြမယ်အကြမှာအတူတူနော်ကြံခဲ့တဲ့လူကလည်းအိမ်အလုပ်တွေလုပ်ပြီးတော့ညနေသူတို့သမီးပါလာမှဆိုတော့ရင်ခုန်စွာနဲ့ပေါ့နော်ဟိုဘက်တစ်ဖက်မှာလည်းအဆင်ပြေပြေနဲ့မင်္ဂလာဆောင်နိုင်အောင်ပေါ့နော်ဒါကတော့မီးပြပေးရတာပေါ့အာတိလုပ်ပေးရတာပေါ့နော်ဘုရားသွားပြီဆိုတော့အိမ်မှာရှင်းလေးအလုပ်တွေအများကြီးရှိတယ်။ညနေကြားလို့ရှိရင်လည်းဒီလိုသမီးလာလို့ရှိရင်ဘာစားမှာကိုရီနဲ့ပါလဲကိုရီနဲ့ခင်းနဲ့ခီကိုရီနဲ့ခင်းနဲ့ဒီလိုသမီးကိုदाल पूरी लो प्यार यार है गुरु तुम पूरी पेन पूरी ला दाल पूरीအဲ့ဒါလုပ်ရမယ်အိမ်မှာရှိရနော်တို့တွေကဟိုမှာသွားရီကိုကျန်တဲ့မိန်းကလေးတွေကအိမ်နောက်ပြီးတော့အမျိုးသားတွေအားလုံးကမင်္ဂလာဆောင်တဲ့ရှိမှလိုက်သွားတာဆိုတော့အိမ်မှာအမျိုးသမီးတွေပဲကျန်ခဲ့ပါတယ်အမျိုးသမီးတွေကြီးပဲဆိုတော့ကလေးလူကြီးအကုန်လုံးကကြခုန်ကြပျော်ပျော်ပပပေါ့နော်လွတ်လွတ်လပ်လပ်ပေါ့မုတ်လုတ်တဲ့လူကလုတ်ပေါ့သူတို့သမီးလာရင်စားဖို့အတွက်ကျွေးဖို့အတွက်ပေါ့နော်ညနေကြလို့ရှိရင်လေကျမတို့ကတော့အလုပ်ရှိပါတယ်ဒါပူရီလုပ်ရပါမယ်ရှင်ဒီသမီးစားဖို့လုပ်နောက်မှရှိသူစုပြီးမှဘာရှိရလဲတို့သမီးကိုလုံးကြံတာပေါ့နောက်စံကဲသေးတို့သမီးကိုလုံးကြံတာအဲ့လိုလုံးပုံမျိုးနဲ့ဆိုလို့ရှိရင်တော့ပြီးရောမယ်တို့သမီးကသူရထားတော့စားမှာမဟုတ်ဘူးကကြာနေလို့ခါတော့ဒါပူရီहुआ ना हाँ मामी के अरे बेल दिया काहे अपना दम मीठी उड़ाओ तो उल्लूरबा मम्मी करे बनाई जाना नहीं ဒါပူရီကျွေးမယ်တို့သမီးအလာကိုစောင့် हाँ तो आओ दा ခီးနဲ့ဗာနဲ့ကျွေးရမှာဒါပူရီခီးနဲ့ကျွေးရမှာထမင်းနဲ့ကြိုပြီးတော့ဒါပူရီနဲ့ကျွေးမယ် मन ने ठमें ने तजा စကြမအောင်ရှင်